ဒီနေ့ရွှေ့ပြမယ်ကြပြလဲအခုခေတ်ရောင်းအားအရန်တွက်နေတဲ့မိုတီပေါ့နော်အဲ့လိုဖြစ်မလားလို့ကိုယ့်ကိုစဉ်းစားတာပါဘာဖြစ်လို့လဲဆိုတော့တစ်ခါတလေကြတော့ဗျာကျွန်တော်တို့ကဒုက္ခအကြီးကြုံပြီးတော့မှဒုက္ခသေးသေးလေးကြုံလို့ရှိရင်တိတ်မမှုတော့ဘူးအဲ့ဒါပါပဲအဲ့ဒီအကြောင်းပြောချင်တာလူတောင်းနဲ့တောင်းနဲ့တူချင်မှတူပါအဲ့တော့အများကြီးလောကဓာတ်ကိုခံစားလာတဲ့သူတယောက်ကဒီတဲ့သေးတဲ့လောကဓာတ်ကိုတွေ့တဲ့အချိန်မှာသူ့အတွက်ပြုံးမပြတ်ဘူးပေါ့အဲ့ဒါလေးခံစားပြီးတော့ရေးတာပါအဲ့တော့ခေါင်းစဉ်ကနောက်ပြန်မလှည့်ကြီးတဲ့အဲ့တော့အခုကြပြထဲမှာကျတော့ကျွန်တော်တို့ကတယောက်ချင်းတဲ့စာရင်လူမျိုးတစ်မျိုးလုံးတိုင်းပြည်တစ်ပြည်လုံးနဲ့စဉ်းစားလို့ရအောင်ရေးထားပါတယ်နောက်ထောင်ကြည့်ပါခေါင်းစဉ်ကနောက်ပြန်မလှည့်ကြီးကြောက်ကဘာတွေကတက်လာသူအတွက်တွင်းဟာမနဲ့တော့ပါဘူးပင်လေကိုကူးခတ်ပြီးမှချောင်းရဲ့တစ်ဖက်ကိုမဖြတ်ရဲစရာဘာမှမရှိတောင်တက်သမားအတွက်ဂုံးကမှုဆိုတာမြေပြင်မှာပဲအမောင်ညခရီးမှာအာယုံဟာအင်အားသစ်ကြောက်ကဘာတဲ့ဘယ်တော့မှပြန်မစင်းဘူးပင်လေလှိုင်းအောင်ဘယ်တော့မှပြန်မရောက်ချင်ဘူးဒုက္ခတောင်ထိပ်မှာကြောင်ပိတ်ပြီးလဲမနေနိုင်ဘူးရောင်နေမြင်မှခြေလမ်းတွေရှစ်မဆက်ကြရင်ဘဝမှာအခါကာသေးတဲ့သမိုင်းရှည်အစ်နဲ့တိုင်းပြည်အဖြစ်ကိုရောက်ကြလိမ့်မယ်ကျေးဇူးပါ